လက်ညှိုးတစ်လုံးလောက်ပဲယူမယ်ဘီးလေးနဲ့ရှစ်ထားမယ်လက်ညှိုးလေးနဲ့ထောက်ထားနောက်ပြီးလို့ရှိရင်အရှိကိုစီခွဲချပြီးတော့မှဒီလိုလေးကင်မယ်တွေ့လားနော်ကင်ပြီးတော့မှဒီမှာတစ်ခါတည်းဆွဲမယ်ဆွဲပြီးတော့မှဖိတင်မယ်90 degree မှတ်နေအောင်ဆွဲရှေ့ကိုလည်းမဆိုင်နဲ့နောက်ကိုလည်းမရိုင်းနဲ့ဒီ blending ကိုမှဆရာတို့အတက် position နဲ့ကိုခွာပြီးတော့သွားမယ်ဥယျာဉ်နဲ့ခုနကကြတော့ဆရာတို့ဘယ်လိုသွားထားလဲဆိုတော့ဥယျာဉ်နဲ့ဒီလိုကတ်ပြီးသွားထားတာတွေ့လားဘေးရဲ့အောက်ပိုင်းကဥယျာဉ်ကိုကတ်ထားတယ်ဘေးအပေါ်ပိုင်းပဲဆရာတို့မြှောက်ထားတာနော်အဲ့ချိန်မှာဆိုရင်ဘေးကငြိမ်တယ်ဘာလို့ဆိုတော့အောက်ကကတ်ထားလို့ထင်ရရှိလို့တွေ့လားဒီလိုကတ်ထားတယ်ဒီလိုကတ်ထားတယ်အဆောင်မှာလည်းအတိုင်းပဲခုနကဆရာတို့ဒီလိုသွားထားတယ်အောက်ကကတ်တယ်အပေါ်ပဲခွာထားတယ်နော်ဒီတစ်ခါကျတော့ဘယ်လိုသွားမလဲဆိုတော့ဆရာတို့ကအားလုံးခွာထားရမယ်အောက်ခြေကလည်းကတ်လို့မရတော့အပေါ်ဒက်90 degree တက်ရမယ်နော်ဘီးကပြန်လှန်တရားမလို့တော့ဘူးနော်ဒီလိုကြီးလှန်တရားကော့တရားမလို့တော့ဘူးလေးပေါ်မှာပဲဒီတိုင်းပဲ90 degree အပေါ်ဒက်တက်နော်မကြည့်1 2 3ငြိမ်နေရမှာနော်1 2 3တနည်းအောင်3ချက်နော်တော့ဘီးတစ်ချက်ကလစ်ပါတစ်ချက်သွားမှာနော်ခုနလိုညီလေးခုနကသွားသလိုဘီးတစ်ချက်ခတ်ပြီးတော့ကလစ်ပါကြီးကိုဒီလို3ချက်ထိုးလို့မရအောင်နော်ဒီလို1 2 3အဲ့လိုချက်မှန်မှန်လေးသွားပြီနော်4 5 6 9 8 9ပဲပြလိုက်မယ်နော်အရင်တော့ဒီမှာ1 quick cut နဲ့သွားတယ်ဆိုလို့ရှိရင်ဒီထိသွားထားတယ်ပေါ့ကွာကဲခုကဒီထိကတ်ထားတယ်ပြပြလေးထိုးတင်တယ်တော့အဲ့တော့အမြန်လေးထိုးလိုက်မယ်ကွာထိုးပြီးလို့ရှိရင်ဘာလုပ်မလဲဆိုတော့1 cut တက်မယ်ကွာ3 milli တက်ပြီးလို့ရှိရင်ဆရာတို့အလဲ position နဲ့သွားလိုက်မယ်ကွာအလဲ position နဲ့သွားတဲ့ခါကျလို့ရှိရင်ခုနကမြင်းလောက်ထိဆရာတို့မတက်တော့ဘူးဟလာအခွင့်နဲ့သွားလဲရတယ်ဒီနေရာမှာနော်ဒီမြင်းလောက်ထိမတက်တော့ဒီမြင်းမရောက်တယောက်မှာဆရာတို့ဖြည်းဖြည်းလေးခွာယူမှာဒီမှာလေးသဘောတရားတစ်ခု1 2 3တခါလေးကော့ယူသွားမှာနောက်ပြီး1 cut အပိတ်နဲ့သွားတဲ့ခါကျတော့ခုနဒီ1 cut နဲ့အဖွင့် position လောက်ထိကိုမတက်တော့တာဆိုတော့ဒီအောက်ခလေလောက်ထိပဲသွားမှာဒီမြင်းခလေလောက်ထိပဲဒီလောက်မှဆိုလှမ်းပြီ1 2